စာပေပေးမယ်စုရတဲ့စာအုပ်ကလေးတွေကိုဗီဒီယိုကြီးထဲမှာတခန်းတနာအဲ့လိုတည်တည်ချာချာလေးထားတာကိုမြင်လိုက်ရတဲ့အခါကျစိတ်ထဲမှာဘယ်လိုတွေးလဲဆိုအားလုံးပဲမင်္ဂလာပါခင်ဗျာဒီတန်ត្រစာပေဖွင့်ဖြိုးရေးအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူချစ်ဖူဝေမြန်မာစာပါဒီခါမှာတော့နေပြူခဲနဲ့အသေးတူမခွဲပဲအခရာတွေနဲ့ဘဝကိုပုံဖော်ထုစစ်တိဆောက်ပြီးတော့လူငယ်မျိုးဆက်သစ်စာပေအင်အားစုတွေကိုပြုစုပြောထောင်ပေးနေတယ်လို့လုံးသားတွေကယူစီကြလာတဲ့တုတ္တယတ္တစာပေပြိုးကင်းတွေဖန်တီးနေတဲ့စာပေဗိမာန်စုရှင်ရွှေတောင်မြို့ရဲ့ဂုံကျက်သေးတောင်ဆရာမကြီးဧပြီရုပ်နိုင်နဲ့တွေ့ဆုံသွားမှာဖြစ်ပါတယ်မင်္ဂလာပါဆရာမကြီးခင်ဗျမင်္ဂလာပါဆရာစာပေပွားပြတ်တန်းလာမှုနဲ့ဒီစုရတဲ့အတွေ့အကြုံလေးတွေဆရာမကြီးအနေနဲ့ပထမဆုံးလေးပြောပြပေးပါခင်ဗျဟုတ်ကဲ့ပါစာပေဖြတ်တန်းမှုဘဝကိုပြောရမယ်ဆိုရင်တော့ပထမဆုံးစရေးတာနဲ့စပြီးပြောမှာပေါ့နော်စာရေးတာက6တန်းလောက်ကစပြီးတော့ကြပြလေးတွေစာရေးပါတယ်ဖေဖေတင်ပေးလို့ပေါ့ကြပြစံလေးတွေတည်ရနော်အဲ့တော့6တန်းလောက်ကကြပြစပြီးရေးပေးမယ်ဆရာမဖြစ်တဲ့အတွက်ကြောင့်ကလေးဖြစ်လို့မလို့မဂ္ဂဇင်းတွေကိုပို့ဖို့အခက်အခဲဖြစ်တယ်အဲ့ဒါနဲ့ကျောင်းဆရာမလေးဖြစ်လာတဲ့ခါကျ89မှာကျောင်းဆရာမလေးစဖြစ်တယ်ပေါ့ကျောင်းဆရာမလေးစဖြစ်တဲ့ခါကျတော့ပညာရေးကထုတ်တဲ့ပညာတစ်စောင်းဆိုတဲ့မဂ္ဂဇင်းရှိပါတယ်အဲ့ဒီပညာတစ်စောင်းမဂ္ဂဇင်းနဲ့ထိတွေ့ခွင့်ရတဲ့အခါကျတော့အဲ့မှာကြပြလေးတွေစပြီးစမ်းပြီးရေးတဲ့အခါကျတော့1990ဒီဇင်ဘာလမှာပညာတစ်စောင်းမဂ္ဂဇင်းမှာပေါ့အမောပြေဆိုတဲ့ကြပြလေးစပြီးတော့ပါပါတယ်စာပေလောကကိုပထမဆုံးစပြီးတော့ခြေလှမ်းတာပဲပေါ့အဲ့ဒီကြပြလေးကနေပြီးတော့တစ်ဆင့်နောက်ကြပြလေးဆက်ပြီးရေးဖြစ်တယ်ဝတ္ထုလေးလည်းနည်းနည်းပါးပါးရေးတယ်ပေါ့အဲ့ဒီဆရာမလေးဖြစ်နေတဲ့ကာလမှာဇန်ကုန်ကိုသွားတော့စာပေပေးမှန်ကိုရောက်တယ်ပေါ့စာပေပေးမှန်စောက်တည်သွားပြီးတော့တောက်ဝဲတဲ့အခါကျအဲ့ဒီမှာဘာတွေ့ရလဲဆိုတော့စာပေပေးမှန်စုရတဲ့စာအုပ်ကလေးတွေကိုဗီဒီယိုကြီးထဲမှာတခန်းတနာအဲ့လိုတည်တည်ချာချာလေးထားတာကိုမြင်လိုက်ရတဲ့အခါကျစိတ်ထဲမှာဘယ်လိုတွေးလဲဆိုငါလဲစာပေပေးမှန်တာစုတာရလို့ရှိရင်ငါစာအုပ်ကလေးတွေကိုဒီလိုထားမှာပဲဆိုအဲ့မှာစပြီးတော့စုရဖို့လမိုင်းကတ်သွားတယ်ပေါ့နော်အဲ့လိုနဲ့ပဲတက်ကလေး2000လောက်ကနေစပြီးတော့စာပေပေးမှန်ပြိုင်လာတယ်အဲ့စာပြိုင်ခြင်းဆိုတော့မရဘူးပေါ့အဲ့ဒီမှာစာပြိုင်တော့ကြပြားတွေပြိုင်ပါတယ်ကြပြားတွေပြိုင်တော့ကြပြားမရဘူးအဲ့ဒါနဲ့2014မှာတော့ဝတ္ထုလေးပြောင်းရေးကြည့်မယ်ဆိုပြီးတော့ကိုယ်တိုင်ရောင်စုံပကြီးကတစ်ချက်ဆိုတဲ့ဝတ္ထုရှိအဲ့ဒါလူငယ်အကြောင်းလေးပေါ့အဲ့တော့လူငယ်ဘာသာရပ်နဲ့ပဲဝင်ပြီးတော့ပြိုင်လိုက်တယ်ပြိုင်လိုက်တဲ့အခါမှာအဲ့ဒီမှာလူငယ်စာပေမှာအဲ့ဒီကိုယ်တိုင်ရောင်စုံပကြီးကတစ်ချက်ဆိုတဲ့ဝတ္ထုကပထမရပါအဲ့ဒါအမှတ်တရတော်တော်ကိုကြီးလေးပါဘာဖြစ်လို့လဲဆိုတော့အရန်ဝင်းတာတယ်အဲ့ဒီ2014လောက်မှာဆရာမလေးဖြစ်နေတဲ့ကာလစာပေမိတ်ဆွေတွေဘယ်သူနဲ့မှလည်းအသိမရှိဘူးကိုယ့်ကိုလည်းပညာရေးမဂ္ဂဇင်းမှာပဲရေးတာမလို့ပညာရေးဌာနအလောက်ပဲကိုယ့်ကိုလည်းသိကြတယ်လေအဲ့ဒါအဆိုလိုတာတော့အသိဘယ်သူမှမရှိဘူးပေါ့ဘလောက်တောင်အသိမရှိလဲဆိုရင်စုပေးပွဲပဲရဲ့စုပဲရဲ့ကြီးညာမယ်ဆိုတာတော့မသိတဲ့အတွက်ကြောင့်သတင်းကိုလည်းစောင့်ပြီးနားမထောင်ဖြစ်ခဲ့ဘူးပေါ့နော်အဲ့ဒီအချိန်မှာ17နာရီ TV သတင်းကနေပြီးတော့ကြီးညာလိုက်တာကိုအတော်တယောက်ကကြည်လာလိုက်ပြီးတော့TV ကနေကြီးညာတာတဲ့ဧပြီယူနိုင်ရွှေတောင်ကိုပြောတယ်ဘာစုလဲတော့မသိလိုက်ဘူးလေဆိုအရန်ကိုအံ့ဩသွားလိုက်ပြီးတော့လေတကယ်လားရင်ဆိုပြီးတော့အဲ့အတော်ဖက်ပြီးတော့အဲ့လိုမျက်ရည်ကျလာတယ်ပေါ့နော်အဲ့ဒါကိုယ့်ရဲ့ဘယ်တော့မှမမေ့တဲ့ဒီစာပေကိစ္စလေးတွေပြန်ပြောလိုက်အမြဲတမ်းအမတ်တရားဖြစ်နေမယ့်ကိစ္စပါနောက်နေ့လောက်ကြအောင်မိတ်ဆွေတွေကဖုန်းနေဆက်တယ်ဆီယမကြီးတဲ့အဲ့ဒီတည်းကကိုကမူလာတန်းကြောင်ဖြစ်နေပြီဆီယမကြီးတဲ့ဆီယမကြီးပထမရတယ်တဲ့အဲ့တော့မှပထမစုဆိုတာကိုသိတာစာပေပေးမှမရတာလားစာပေပေးမှမရတာဟောဆရာမဆိုတော့လေဆရာမဒါပြောမှာပေါ့ကွယ်နော်အဲ့တော့ပြောရကြီးပေါ့ဆရာမနော်စာပေပေးမှဆိုလို့ရတယ်နောက်ဆရာမဒီကျွန်တော်ဆရာမကြီးတို့အခုရွှေတောင်မျိုးဆိုတာပေါ့နော်ဟိုဒါဆရာတော်ဘုရားကြီးတွေကြီးတဲ့လေးတဲ့ဆရာတော်ဘုရားကြီးတွေဗမောဆရာတော်တို့ဆရာကြီးသခင်ကိုတော်မိုင်းတို့မွေးရမြည်လည်းဖြစ်တော့ပေါ့နော်ဟုတ်ဒီရွှေတောင်စာပေအတွက်ကိုရွှေတောင်မျိုးနဲ့ပေါ့နော်စာပေတော့ဆရာမကြီးဘလို့
ဟိုပါပေါ့နော်စာပေဖွံ့ဖြိုးတိုးတက်ဖို့ဆရာမအနေနဲ့ဘယ်လိုကြိုးစားအထောက်နေလဲဆိုတာလည်းသိချင်တယ်ဆရာမ ဟုတ်ကဲ့ ဟုတ် ကျမတို့ရဲ့ရှေ့ရရွှေတောင်ရဲ့စာပေပညာရှင်ကြီးတွေပေါ့ဗမောဆရာတို့ကြီးသေးလေးတက်ဆရာတို့နောက်ဆရာကြီးသခင်ကိုတော်မိုင်းအဲ့ဒီနောက်မှာတော့ကျမတို့ဆရာကြီးတင့်တယ်တို့ရှုမဦးကျော်တို့ပေါ့သူတို့နဲ့ဆိုရင်ဒါကျမတို့အင်မတန်ဦးထိပ်ပန်ဆင်ထားရမယ်ကျမတို့ရွှေတောင်မြို့ကုန်းဆောင်စာရေးဆရာကြီးပါဒါဟိုမိဖို့မပြောပါနဲ့ဒီသူတို့ရဲ့အငွေအသက်ကလေးတွေနဲ့အတူတူစာပေဟိုဖြစ်မြောက်မြောက်ဖြစ်လာဖို့ဆိုတာကျမတို့တော်တော်ကိုစူးစမ်းရပါတယ်စူးစမ်းရပါတယ်ဆိုတော့ဆရာကြီးတင့်တယ်စာပေပိမှန်စုရသွားတဲ့နှစ်နဲ့ကျမစုရသွားတဲ့စာပေပိမှန်စုရတဲ့နှစ်နဲ့ဆိုနှစ်90တောင်กว่าတဲ့အတွက်ကြောင့်ကျမတို့ကအင်မတန်မှညံ့တယ်လို့ကိုသတ်မှတ်ရမှာပါအဲ့တော့ခုလူငယ်တွေကိုတတ်နိုင်ဆုံးတော့ကျမတွဲပြီးခေါ်တယ်ဘယ်လိုတွဲခေါ်လဲဆိုရင်ရွှေတောင်မှာပြန်စားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရဲ့ကျွန်တော်စာရေးဆရာတင်ရင်ပူးပေါင်းပြီးတော့ book collector လေးဖွဲ့ဝုဒိတာဆိုတဲ့စာဖတ်ဝိုင်းနဲ့ကျမတို့တစ်လတစ်ခါဆွေးနွေးပွဲရှိတယ်အဲ့တစ်လတစ်ခါဆွေးနွေးပွဲမှာအဲ့ဒီ book collector ကိုဘယ်လိုရည်ရွယ်ချက်နဲ့ဖွင့်လဲဆိုရင်စာဖတ်သူတွေများရမယ်နောက်စာဖတ်သူတွေတွေကနေပြီးတော့စာပေဝါဒနာရှင်တွေပေါ်ပေါက်လာရမယ်စာပေဝါဒနာရှင်တွေနဲ့ကနေပြီးတော့မှစာပေပညာရှင်တွေပေါ်ပေါက်လာစေရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်ဖွဲ့ပါတယ်ဖွဲ့ထားလိုက်ပြီးတော့အခုတစ်လားတစ်ခါဆွေးနွေးပွဲမှာတက်လာတဲ့ပရိသတ်ကိုကြည့်ပြီးတော့ရင်ကလေးလေးတွေတက်လာတယ်ဆိုရင်ကလေးနဲ့ဆိုင်တဲ့လူငယ်နဲ့ဆိုင်တယ်ပေါ့ကျမကဒီလူငယ်စာပေနဲ့စုရထားတဲ့အတွက်ကြောင့်လူငယ်လေးတွေနဲ့ပတ်သက်တဲ့ကိစ္စကိုလည်းကျမတော်တော်အရေးထားပါတယ်လူကြီးတွေလာတယ်ဆိုရင်တော့ကျမတို့ကကြပြားတွေစာတွေကိုယ့်ရဲ့ဝတ္ထုတွေသူတို့ရဲ့ဝတ္ထုသူတို့ပါတဲ့အကြောင်းအရာလေးတွေပြန်လာပေါ့ပြန်လာဆွေးနွေးကြတယ် discussion ဆွေးနွေးကြတာပေါ့ လူငယ်တွေပါလာရင်တော့လူငယ်လေးတွေတဲ့တည်တင်တည်ထိုက်တဲ့စာပေရဲ့ကျုံဝတ်တွေစာရေးသူတွေလိုက်နာမယ်စီကန်းတွေနောက်တစ်ခါစာပေရေးဖို့တွေနောက်ကြပြားစံနည်းတွေနောက်ဝတ္ထုရေးနည်းတွေဒါလေးတွေကိုအလင်းသိတဲ့သူကျမတို့ဆောင်ရွက်သွားပါတယ်ဟုတ် ဟိုဆရာမကြီးပေါ့နော်ဆရာမကြီးရဲ့အခုဆရာမကြီးရတယ်ဒီရွှေတောင်မြို့နယ်ဆိုင်းဆရာအသင်းဥက္ကဋ္ဌလည်းဖြစ်တယ်ပေါ့နော်ဟုတ်အဲ့တော့ဆရာမကြီးအခုစာရေးတဲ့တခြားမှာပေါ့ဆရာမကြီးဘယ်လိုခံယူချက်နဲ့စာပေခံယူချက်နဲ့ဆရာမကြီးရေးတယ်ဆိုတာလည်းအဲ့ဒါပြောပြပေးပါဦးခင်ဗျဟုတ်ကဲ့ဘယ်လိုခံယူချက်နဲ့ရေးလဲဆိုရင်ကျမရေးတဲ့စာတစ်ကြောင်းကျမပြောတဲ့စကားတစ်ခွန်းဟာတစ်စုံတစ်ယောက်ကိုဖြစ်စေပတ်ဝန်းကျင်တစ်ခုလုံးကိုဖြစ်စေကြီးကြီးကျယ်ကျယ်ပြောရရင်တော့ဟုတ်ဒီတိုင်းပြည်လုံးကပဲဖြစ်စေပေါ့အဲ့ဒီအတွက်အကျိုးတစ်စုံတစ်ရာတက်ရောက်မှုရှိကိုရှိစေရမယ်အဲ့ဒီလိုရှိစေဖို့အတွက်ကျမစေတနာတွေအများကြီးထားပြီးတော့အယိုးသားဆုံးနဲ့ရတာမြောက်အောင်စဖတ်သူတွေအကျိုးရှိဖို့လို့ဒီရည်ရွယ်ချက်ကိုပဲဥတီချက်ထားပြီးတော့ကျမအမြဲတမ်းဆောင်ရွက်သွားပါတယ်လူသမီးကလောင်ရှင်တယောက်ရဲ့စိတ်ခံစားချက်လေးကိုလည်းပြောပြပေးပါဦးခင်ဗျဟုတ်စာရေးဆရာအသိဝင်ဖြစ်တာ89လောက်တည်းอ่ะဆိုတော့စာပေပွဲတွေကျမတို့ခဏခဏတက်ရပါတယ်အဲ့တော့အမျိုးသမီးကလောင်ရှင်တယောက်အနေနဲ့စာပေပွဲတွေတက်ရတဲ့အခါကျတော့အမျိုးသားတွေနဲ့ရင်မောင်တန်းပြီးတော့ဟိုသွားလာရတယ်ဒီပွဲတွေတက်ရတယ်ဆိုတာကိုသတိထားမိပါတယ်သတိထားမိတဲ့အခါကျတော့တစ်ခါတလေမှာပေါ့နော်ဘယ်လိုတစ်ခါတလေမှာဥမာဒီနေ့စင်တိုင်းစင်စာရေးဆရာတွေကျွန်တော်တို့မှတ်တမ်းကျွန်တော်တို့ဓမ္မမှတ်တမ်းတက်ပုံရရအောင်ခင်ဗျာဆိုသွားတဲ့အခါမျိုးမှာကြည့်လိုက်တဲ့အခါကျရင်အမျိုးသမီးကိုတယောက်တည်းဖြစ်နေတာမျိုးပေါ့နောက်တစ်ခုကဒီစာရေးဆရာအမျိုးသားတွေကများတာကိုကျမတို့အမျိုးသမီးနဲ့အမျိုးသားနဲ့ဆိုကျမတို့က3ချိုးတစ်ချိုးလောက်ပဲရှိမယ်အဲ့တော့အမျိုးသားတွေနဲ့အဲ့လိုစာပေပွဲတွေသွားတဲ့အခါကျတော့များသောအားဖြင့်တော့စာရေးဆရာတွေဆိုတာလက်ဖေးဝိုင်းခံရတာလေအဲ့ခါကျတော့ကျွန်တော်တို့ကစုရတဲ့အဖွဲ့တွေစုရကလောင်ရှင်တွေကျွန်တော်လက်ဖေးဝိုင်းနေထိုင်ရအောင်ခင်ဗျာဆိုသွားလိုက်တဲ့အခါမျိုးမှာလက်ဖေးဝိုင်းထိုင်နေတဲ့အခါကျရင်စုရဦးကြီးဆိုတာနဲတာဖြစ်တဲ့တော့တစ်ခါတလေမှာတဝိုင်းလုံးမှာအမျိုးသမီး2ယောက်လောက်ပါတာမျိုးပေါ့အဲ့လိုအခါမျိုးမှာတော့နည်းနည်းလေးစိတ်ထဲမှာဟိုတမျိုးခံစားရတယ်ပေါ့နော်ဟုတ်စိတ်အားငယ်တာမျိုးလားဆရာမရှင်စိတ်အားငယ်သွားတာမျိုးစိတ်အားငယ်တာမျိုးမဟုတ်ဘူးဟိုဒီအမျိုးသမီးတွေကအမျိုးသားတွေနဲ့အတူတူလက်ဖေးဝိုင်းထိုင်ပြီးတော့ရင်ဆိုရှယ်ကြပါလားဘာလားညာလားဆိုတာမျိုးတွေကိုဟိုပိဋကတ်ကတွေးမှာလို့ပေါ့နော်အဲ့ဒါတစ်ခုနောက်တစ်ခုကကြတော့အဲ့ဒါကတော့ဟိုတော့စိတ်ထဲမှာဒါမှမဟုတ်အသက်အရွယ်လေးရလာတဲ့အခါကျတော့ဒါတော့ဟိုဘက်ကကတော့ဟုတ်တယ်ဟိုဘက်ကလက်ပိတ်တိုင်းရင်းချင်းမှုမှာဟုတ်တယ်ဟိုယောက်ျားလေးအမျိုးသားတွေနဲ့အမျိုးသမီးတွေရင်ပေါင်တန်းနိုင်ရင်ဒါပြောကြတယ်ဟုတ်ကဲ့အဲ့ပြောကြတာဟိုအဲ့တော့ဒီဘက်ခေတ်မှာတော့
အဲ့ဒါတိတ်တော့ကိစ္စမရှိတော့ပါဘူးဆရာမဟိုငယ်ငယ်လေးတုန်းကတော့လေအဲ့ဒါလေးတွေကိုစိတ်ထဲမှာစနိုးစနောင်းဖြစ်တယ်ပေါ့အဲ့နောက်တစ်ခုကကြတော့မျိုးသားစာရေးဆရာတွေနဲ့မျိုးသမီးစာရေးဆရာတွေဘာကွာလဲဆိုတော့ရင်ဟိုဆရာမကြီးတို့မျိုးသမီးစာရေးဆရာမတွေကဟိုစာရေးချိန်ကသူတို့ထဲနဲတယ်လို့ပြောရမှာပေါ့နဲတယ်ဆိုတာအတူတူဥမာစာရေးချိန်အားလုံးဟို9နာရီရကြတယ်ဆိုရင်တနေ့လုံးမှာ9နာရီရကြတယ်ဆိုရင်အမတို့ကဒီ9နာရီတွေကနေပြောရင်အာရေးသမီးကိစ္စတွေရှိတယ်အိမ်တော်မှုကိစ္စတွေရှိတယ်ဒါတွေကမဖြစ်မနေလုပ်ကိုလုပ်ရမှာလေလုပ်ကိုလုပ်မှဖြစ်တယ်တာရေးသမီးကိစ္စချက်ရေးပြုတ်ရေးအိမ်တော်ရေးဒီမိသားစုအရေးအဲ့ဒါတွေနဲ့ဖက်ရတဲ့အတွက်ကြောင့်အမတို့အမျိုးသမီးစာရေးဆရာမတွေကအမျိုးသားစာရေးဆရာတွေလောက်စူးစမ်းအားထုတ်မှုမှာခကြီးသိပ်ပြီးမရောက်ဘူးပေါ့ဒါပေမဲ့ဘယ်လိုတွေးလိုက်လဲဆိုရင်အော်ရှေ့ကဆရာမကြီးတွေကဒီလိုပဲသွားခဲ့တာပဲเนาะဆရာမကြီးတော်ကမျိုးချစ်တို့ဆရာမကြီးငွေတာကြီးတို့နောက်တစ်ခါဒီဆရာမကြီးခရင်နှင်းယူတို့ပေါ့နော်ဒါဒီဆရာမကြီးတွေတောင်မှပဲလှုပ်သွားနိုင်သေးတာပဲငါဘာဖြစ်လို့မလုပ်နိုင်ရမှာလဲဆိုပြီးတော့ကိုကိုအားတင်းပါတယ်နောက်တစ်ခုကဒီဟိုအမျိုးသားစာရေးဆရာတွေနဲ့အတူတူရင်ပေါင်တန်းပြီးတော့တိုင်းပြည်တောင်ဝန်တစ်ခုကိုစာပေနဲ့ထမ်းဆောင်နေရတယ်ဆိုပြီးတော့ဟိုခုံယူတဲ့အပိုင်းလေးတွေလည်းရှိပါတယ် ဟုတ်ပါတော့ခွင့်ယူစရာကောင်းတာပေါ့နော် ဟုတ်ကဲ့ပါဟုတ် ဟိုဆိုတော့ဆရာမကြီးအခုကျွန်တော်တို့ဒီဆရာမကြီးအခုဒေသန္တရစာပေဖွံ့ဖြိုးရေးအစီအစဉ်မှာလည်းဆရာမကြီးနိုင်ကဆိုတော့ဟိုမြို့နယ်တွေတိုင်းဒေသတွေမှာပေါ့နော်ဒီဒေသန္တရစာပေဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီးတော့ဆရာမကြီးဘာအကြံဉာဏ်တွေပေးခြင်းသေးလဲခင်ဗျဘာကြံဉာဏ်တွေပေးခြင်းသေးလဲဆိုတော့ဒီဒေသစာပေဖွံ့ဖြိုးမှုကိစ္စနဲ့ပတ်သက်ပြီးတော့အခုလိုအင်တာဗျူးလေးကအဆင်ပြေပါတယ်ဟိုတော်တော်လေးကောင်းတယ်လို့ယူဆပါတယ်ဟိုအဝေးမှာရောက်နေကြတဲ့စာရေးဆရာအချင်းချင်းနဲ့ဒီအရင်တော့ကတော့ဒီမိတ်ဆွေတွေဖြစ်နေရှိနေကြပေမဲ့အခုလိုသူတို့စကားပြောတာကိုနားထောင်ရတယ်ကိုစကားပြောတာတွေသူတို့နားထောင်ရတယ်အဲ့ဒီခါမှာဒီဒေတာဆိုင်ရာစာရေးဆရာတွေနဲ့ကိုနဲ့ပို့ပြီးတော့ရင်းနှီးတယ်လို့ခံစားရပါတယ်ဒီဟိုဒေတာနော်ဒေတာနဲ့ဆိုင်တဲ့စာပေရေးရာကိစ္စတွေကိုဆရာအနေနဲ့ခုလိုမျိုးပေါ်ထုတ်ပေးတာဒါလေးတွေကဖြစ်တင်နေလို့အောင်မြင်မယ်လို့ထင်ပါတယ်ရှင်